ဒီအမသုံးခုကိုလုံမိနေတွေ့တော့ဖုံးကောင်းရင်တော့ကင်မရာ quality ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူးကင်မရာနဲ့ရိုက်ရင်တော့မှပေါ့နော်ကျွန်တော်မားခဲ့တယ်လို့မျိုးမိတ်ဆွေတို့လည်းကျွန်တော်မမားဆွေရှင်းလို့ပါနံပါတ်1ချက်တော့ white balance မားတာwhite balance မားခါကျတော့ကိုယ့်ရဲ့ skin tone ကအရန်ဝါနေတာအနီရောင်အရန်တန်းနေတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တဘာဝကျနေမှာတော့မဟုတ်ဘူးအရင်ဆုံးကိုယ့်ဖုန်းထဲမှာ white balance ချိန်ညာကိုတွားပါပြီးရင်အဖြူရောင်စာရွက်တရွက်ကိုယူပေါ့နော်အဲ့ဒီယူပြီးတော့အပေါ်မှာချလိုက်ပြီးလို့ရှိရင်နောက်အဲ့ဒီအဖြူရောင်စာရွက်ကိုအဖြူရောင်စစ်မဖြစ်မချင်းဒီကာဗင်ကိုပြောင်းပေးရမှာဖြစ်ပါတယ်ကိုက indoor မှာရိုက်မလား outdoor မှာရိုက်မလားဆိုတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကာဗင်နံပါတ်လေးတွေကိုဒီမှာကျွန်တော်ပြထားပေးရမှာခင်ဗျာအဲ့ဆိုရင်ဒီနံပါတ်လေးအလိုက်ကိုကလိုက်ချိန်ပြီးတော့ဒီ white balance အမှန်ကိုချိန်လို့ရတော့မှာဖြစ်ပါတယ်နံပါတ်2ချက်ကတော့ကင်မရာ movement တွေကိုအလွန်အကျွံရိုက်တာစိတ်လှုပ်ရှားစေတဲ့ခန်းတွေအချင်းစင်းမှာတော့ကင်မရာ movement တွေထည့်ရတော့ကောင်းတယ်ဒါပေမဲ့လေနေရာတော်များများမှာတော့အငြိမ်လေးရိုက်တာကကြည့်ရှုရတဲ့သူကိုအာရုံစိုက်ရပူပြီးတော့လွယ်ကူစေပါတယ်ဒါကြောင့်ရုပ်ရှင်ရဲ့90%လောက်ကတော့ဒီအငြိမ်ချော့ရပဲများတော့ဗောနော်နံပါတ်3ချက်ကတော့လူကိုအလယ်မှာအမြဲတမ်းထားပြီးတော့ရိုက်တာပါအခုလို့ကျွန်တော်ကတော့ဒီလူအလယ်မှာထားတော့ကိစ္စမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကြည့်ရှုရသူကိုကျွန်တော်ကိုပဲအာရုံစိုက်စေရှင်လို့ပေါ့နော်အလယ်မှာထားတာဖြစ်ပါတယ်ဒါမဲ့ကိုကစတူဒီပါရိုက်တော့မယ်ဆိုရင်လူကအမြဲတမ်းအလယ်မှာမထားပါနဲ့အဲ့ဒါကတော့မမားပင်မဲ့ cinematic ဘိုက်ကိုပူတော့သွားရှင်နေဆိုရင်တရူအော့တက်ကိုတောင်းပါတရူအော့တက်ဆိုတာရုပ်ရှင်တော်များများမှာအသုံးများတဲ့ဒီတောက်လေးမှာပေါ့နော်ဒီတောက်ရဲ့ဒီမြင်းလေးချောင်းရဲ့စုံမတ်နေရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူရဲ့မျက်လုံးနှလုံးကဒီမြင်းလေးချောင်းရဲ့စုံမတ်နေရမှာပဲနစ်မျောသွားဖို့ပေါ့နော်ပူပြီးတော့လွယ်ကူစေတဲ့အတွက်ကြောင့်မို့ပါအဲ့ဒါကြောင့်ဆိုရင်ရုပ်ရှင်တော်များမှာတရူအော့တက်ကိုတော့ချိန်ဖန်များစွာတွေ့ရတတ်တယ်ပေါ့နော်ကဲအခုလိုအမားတွေတီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့နောက်ထပ်လာမယ့်ဗီဒီယိုတွေကအရင်အထက် quality ပိုကောင်းလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ထပ်ဒီလိုမျိုးဖုန်းနဲ့ cinematic ရိုက်လို့ရမယ့် tip တွေကိုထပ်ပြီးသိရှင်နေဆိုရင် follow လေးနှိပ်ခဲ့ပေးလို့ရပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်တတာ